ရွေးခံရတိုင်းအချစ်ခံရတာမဟုတ်ဘူးနော်ပြောရရင်နည်းနည်းတော့နားမယ်ထင်တယ်ငါတို့တွေဟာအရွေးခံရရင်အတော်ပျော်နေကြတာတကယ်လဲအရွေးခံရဖို့ကမလွယ်ဘူးကိုသို့တော့တကယ်ကြည်နူးပျော်ရွှင်မှုကအရွေးခံရခြင်းထက်အချစ်ခံရခြင်းမှာအရွေးခံရတိုင်းအချစ်ခံရတာမဟုတ်ဘူးနော်တခါတလေမင်းချစ်တာသိလို့မင်းကိုရွေးလိုက်တာလေဖြစ်နိုင်တာပဲလေဒါပေမဲ့အချစ်ခံရတာကြတော့မင်းဘက်ကပြန်ချစ်ချစ်မချစ်ချစ်သူကအချစ်မပြတ်တာမျိုးချစ်တိုင်းလည်းမရွေးသလိုရွေးတိုင်းလည်းချစ်ချင်မှချစ်တာမင်းကိုလည်းချစ်မင်းကိုလည်းရွေးဆိုရင်တော့ပျော်ရဆုံးပေါ့ဆိုတော့အရွေးခံရတာဟာပျော်ရွှင်ခြင်းအစစ်မဟုတ်ဘူးအချစ်ခံရတာကမှတကယ်ပျော်ရွှင်ခြင်းအစစ်ပါ